လုံးပေါက်နေရပါတော့ဒီဘောလုံးပေါက်တဲ့အရာကအတောက်တရားတွေကိုဖယ်ထုတ်ရတာပေါ့နော်အခုခုပေါ့ကိုလိုချင်တာတော့အားဆိုင်ပြီးထုတ်တော့မယ်ဆိုအတွင်းထဲမှာရှိတဲ့အထက်ကအားတဲ့အမေးမြင်တွေရှိတယ်အဲ့ဒီအမေးမြင်တွေကအစားစိုက်ထုတ်ပြီးတော့မှမောရတယ်ပေါ့နော်ဒီလေအခုလေးဖိုက်သားတဲ့ကနေပြီးတော့ဖွက်လာတဲ့လေတွေကနေပေါက်ပွဲအောင်မုန်းထုတ်ရတာဖြစ်ပါတယ်အကွေးအားမရှိရင်ဘောလုံးပေါက်ဖို့